သူမကအလောင်းတက်တာကိုဖွင့်လိုက်တဲ့အခါဂျွန်ရက်ခန္ဓာကိုယ်ကိုတွေ့ရပြီးတော့မယုံနိုင်သေးဘူးကဘာတစ်ခုလုံးလို့စိတ်ပြတ်စေခဲ့လေသူဒါပေမဲ့သူမကိုတော့ဘယ်တော့မှမစိတ်ပြတ်စေခဲ့တဲ့အဲ့ဒီလူကတကယ်ပဲထာဝရထွက်ခွာသွားခဲ့ပြီအဲ့ဒီအချိန်မှာပဲနောင်တကမုန်တိုင်းလိုသူမရဲ့စိတ်ကိုတိုက်ခိုက်လာခဲ့တယ်နားနဲ့ရင်လုံးကဂျွန်ကထူးချွန်လွန်းတဲ့ညံရည်ရှင်တယောက်ဖြစ်ပြီးတိုက်ပြည်တဝန်းလုံးကချီကျူးကြတယ်သူကိုပိုင်ဆိုင်နိုင်ရင်ကဘာကိုပါအုပ်ချုပ်နိုင်တယ်လို့ထင်ရတယ်ပြောကြတယ်။မင်းသားအညာကဂျွန်ရဲ့ထောက်ခံမှုရကိုစူးစမ်းခဲ့ကြပေမဲ့သူကအာယုံဆိုင်မှုအနည်းဆုံးရရှိတဲ့မင်းသမီးကိုပဲရွေးချယ်ခဲ့တယ်။နှစ်အနည်းငယ်အကြာမှဂျွန်ရဲ့အကူအညီနဲ့မင်းသမီးရဲ့အဆင့်အတန်းကမင်းအောက်ကဆင့်သာကျန်းအောင်မြင့်တက်သွားခဲ့တယ်။ဒါပေမဲ့မမျှော်လင့်ထားတာကမင်းသမီးဟာလဲ့လေတချင်းဆိုနေတဲ့ဂီတသမားတယောက်ကိုချစ်မိသွားပြီးဂျွန်နဲ့ရှိတဲ့မင်္ဂလာစားချိုးကိုလူသိရှင်ကြားဖျက်ချင်းခဲ့တာပဲ။သူမကဂီရသမားကိုလက်ထက်ချင်းတယ်လေဘယင်ကတော့ဂျွန်ရှိနေသူ၍နိုင်ငံတော်ကခိုင်မာနေမဲဆိုတာသိနေခဲ့လေဂျွန်ရဲ့အဖို့ကဘယင်ဟာမင်းသမီးကိုဂျွန်နဲ့အတင်းအချက်လက်ချက်ခိုင်းတယ်လို့ယုံကြည်တယ်ဒီနေ့ကစပြီးမင်းသမီးဟာဂျွန်ကိုမုန်းတီးလာခဲ့တယ်လက်ချက်ပြီးတနေ့မပြည့်ခင်မှာပဲဘယင်ကွယ်လွန်သွားခဲ့တယ်မင်းသမီးအာနာယူလိုက်တဲ့အခါပထမဆုံးလုပ်ခဲ့တာကဂျွန်ရဲ့အဖိုးကိုအမတ်ကြီးယာတို့ကဖယ်ရှားလိုက်တာပဲပြီးတော့ဂျွန်ကိုအိုးရေးလာတဲ့နန်းတော်အဟောင်းထဲပိတ်ထားပြီးအေးဆက်တဲ့အခန်းတွေထဲစာရွက်စာတမ်းတွေစစ်ဆေးခိုင်းခဲ့တယ်။ဂျွန်ကကိုအောက်ကိုဆုံရှုံသွားခဲ့ပြီးအသက်ကအချိန်မရွေးကုန်နိုင်တဲ့အခြေအနေချစ်လာခဲ့တယ်။ဒါပေမဲ့မင်းသမီးကတော့သူ့ကိုစာနာမှုရဖို့အယောင်ဆောင်နေတာလို့ပဲထင်ခဲ့တယ်။မိဘတွေကိုမိငင်ခိုင်းပြီးဆေးပြိုးလို့ခွင့်ကိုပါတားမြစ်ခဲ့တယ်။ဆေးပင်အနံ့ကသူမကိုစိတ်မကောင်းစေတယ်လို့ပြောခဲ့တယ်။နောက်တစ်နေ့မှာလက်အစားသူကဂျွန်ကိုထပ်မှန်လာပြည့်တင်းပြီးလက်ဝါချက်တကိုပြောပြတယ်။မင်းသမီးနဲ့တွေ့ဆုံခဲ့တာကမတော်တဆမဟုတ်ဘဲအားလုံးကြိုတင်စီစဉ်ထားတာပဲဖြစ်တယ်လို့ဒါကူတော့မင်းသမီးကယုံမဲမဟုတ်ဘူးလို့သူသိနေခဲ့တယ်။ထွက်ခါနိုင်မှာသူကထပ်ပြီးပြောခဲ့တယ်။ဂျွန်ရဲ့အဖိုးကမင်းသမီးနန်းတော်ရှိမှတညာလုံးဒူးထောက်နေတာလို့မိသားစုကိုကယ်ချင်ရင်အချိန်မီလာရမယ်လို့အဖိုးကနာမကျမိနေတဲ့မြေးကိုလွတ်လပ်စီခြင်းပြီးမင်းသမီးကိုကြွားချင်းပေးဖို့တောင်းပန်ခဲ့တယ်။ဒါပေမဲ့မင်းသမီးကတကားကိုမဖွင့်ပဲနှင်းထဲမှာအဖိုးကိုဒူးထောက်နေစေခဲ့တယ်။ဂျွန်အဲ့ဒီမြင်ကွင်းကိုမြင်လိုက်တဲ့အခါစိတ်ကကွဲဖွားသလိုခံစားလာတယ်။အဖိုးကိုအိမ်ပို့လိုက်ဒီမှာမင်းသမီးကတကားကိုဖွင့်ခဲ့တယ်။ဒါပေမဲ့မင်းသမီးကဂျုံမိသားစုကိုမုန်းတီးနေခဲ့သည်။အားလုံးကိုအယောင်အဆောင်နေတာလို့ပဲထင်ခဲ့တယ်။နောက်တစ်နေ့မှာဂျွန်ကအဖိုးကိုကဲဖို့ရှားပါတဲ့ဆေးဝါးပေါင်းဖလန့်ကိုတောင်းပန်ဖို့လာခဲ့တယ်။ဒါပေမဲ့လက်စားသူတာထပ်ပြီးမိထိုးခဲ့တယ်။မင်းသမီးကဒေါသမပီသီးဘူးလို့ပြောတယ်။နောက်ဆုံးဂျွန်ကိုအပြင်မှာအချင်းရာသီဒူးထောင်ခံခဲ့တယ်။နေထွက်ကနေဝင်သီးဒူးထောင်နေခဲ့ပြီးခေါင်းမှာသွေးထွက်နေကောင်မင်းသမီးကမခွတ်လွတ်နိုင်ဘူး။ဆေးဝါးပေါင်းဘလန်ကိုပို့မယ်လို့ပြောပြီးမဲ့လက်စားသူကအတူလုပ်ပြီးဖြက်စီးဖြစ်လိုက်တယ်။ဂျွန်အိမ်တော်ရောက်တဲ့အခါအဖိုးကကွဲလွန်သွားပြီးသားဖြစ်သွားတယ်။အဲ့ဒီနောက်သူညမလည်းအပြစ်မဲ့အထီးကိတ်ဆုံးသွားခဲ့တယ်။မိသားစုတစ်ခုလုံးပျက်စီးသွားခဲ့ပြီးဂျွန်ရဲ့စပင်းကြီးကတညာတဲ့ဖြူသွားခဲ့တယ်။နောက်ဆုံးမှာဂျွန်ကကွာချင်းစာရေးပြီးမင်းသမီးကိုတောင်းပန်ဖို့သွားခဲ့တယ်။မင်းသမီးကအစာကိုမြင်ကြည့်မှထိလန့်သွားပြီးမခိလွတ်ဘူးလို့ပြောပြီးမြင်သူမရဲ့စိတ်ထဲမှာမငြိမ်အေးသွားမှုကိုဖုံးလွှဲလို့မရတော့ဘူး။ဂျွန်အဆုံးသက်ကိုစောင့်နေလေအချိန်မင်းသမီးရဲ့ရင်ထဲမှာလည်းနာကျင်မှုအတူတူဖြစ်ပေါ်လာခဲ့တယ်။သူမမသိခဲ့တာကဂျွန်လည်းတေးမဲ့အချင်းတွေကိုရောက်နေခဲ့တာပါ။နောက်တစ်နေ့မှာမင်းသမီးမအေးသွားတော့ပဲဂျွန်အိမ်ကိုသွားခဲ့တယ်။အလောင်းတက်တာကိုမြင်တဲ့အခါအဲ့ဒါဂျွန်အကြွဆိုတာထိသွားခဲ့ပြီးသူမရဲ့မျောလေးချက်တွေတစ်စက္ကန့်လေးဖြိုကွဲသွားခဲ့တယ်။အလောင်းတက်တာတွေကလူကဂျွန်မဖြစ်ပါစေနဲ့လို့အစိတ်ထဲမှာတိတ်တိတ်ဆူတောင်းနေလိုက်တယ်။သူမလက်တွေတုံးရနေတာကိုကိုယ်တိုင်တောင်သတိမထားနိုင်သေးဘူး